ရှင်းရံမျိုးဟာအခုဆိုရင်ပင်လယ်ပြင်ကြီးထဲရောက်တာတလို့ပါပဲရှန်ဟိုင်းကလူတွေတက်လုံးရှာဖွေနေတဲ့စိတ်အပန်းဖြေမှုမျိုးကိုအခုအရှင်းမြောက်ပိုင်းဒေသရဲ့နေရာအနှံ့မှာတွေ့နိုင်ပါတယ်မကြာခင်ကပဲကျန်ဆူးကြဲကျန်းနဲ့ရှန်ဟိုင်းဒေသတွေဘက်ကိုဝင်ရောက်မယ်လို့ခန့်မှန်းထားတဲ့တိုက်ဖုံးမုန်တိုင်းဟာလမ်းကြောင်းပြောင်းပြီးရှင်းရံမျိုးဘက်ကိုရောက်သွားခဲ့ပါတယ်ရက်စတိုက်မိုးတေးထန်စွာရွာသွန်းမှုကြောင့်ရှင်းရံမျိုးရဲ့အရေးကြီးရေရှမ်းတဲ့နေရာ83ခုလုံးကိုပိတ်ပစ်ခဲ့ရပါတယ်။အခြားမြို့တွေမှာတော့ရိတ်ခါတွေရေတွေအလူအယက်ဝယ်စုပြီးပဒင်းပေါက်တွေကိုပိတ်တင်နဲ့ကတ်လို့အလုံးရှုံနေချိန်မှာရှမ်းရံမြို့သားတွေကတော့မနေရရင်နေပါစေမပျော်ရရင်တော့မဖြစ်ဘူးဆိုတဲ့အတိုင်းပါပဲ။လမ်းမပေါ်မှာလိပ်ပြကူးခတ်နီးနဲ့အလားပြကူးခတ်နေတဲ့သူရှိသလိုအဲ့ဒီနောက်ပိုင်းကားမောင်းသမားတွေအနေနဲ့ရေကူးနေတဲ့သူကိုဝင်တိုင်းမိနိုင်ချေကတုံညမဟုတ်တော့ပါဘူး။တပိန်းတက်စပိန်းကိုစီးပြီးတော့မှလမ်းပေါ်မှာမျက်လက်ပြသလိုသွားလာနေတဲ့သူတွေလည်းရှိပါတယ်။စိတ်ကောင်းရှိပြီးကူညီပေးရာကနေဒုက္ခပိုများအောင်လုပ်မိသွားတဲ့သူတွေလည်းရှိပါတယ်။ရက်ွက်ထဲကလူတွေကအပြင်မှာကားတွေရေမြုပ်နေတာကိုမြင်တော့အားလုံးဝိုင်းဝန်းပြီးတော့မှကားကိုဆွဲတင်ဖို့ကြိုးစားခဲ့ကြပါတယ်။ဒါပေမဲ့နောက်ဆုံးမှာတော့ကားရဲ့တစ်စိတ်တစ်ပိုင်းကိုပဲကယ်တင်နိုင်ခဲ့ပါတယ်။ကားကိုဆွဲမတင်နိုင်ပဲဘိန်းနှစ်ဘိန်းပဲပါလာတယ်ဘိန်းနှစ်ဘိန်းပဲဆွဲတင်လိုက်နိုင်တယ်ဘတ်ကားစီးရင်နဲ့ Water War ရေကဘာရုပ်ရှင်ရဲ့အပြင်လက်တွေ့ version ကိုခန်းစားနေရတဲ့သူတွေလည်းရှိပါတယ်ရေတွေကပဒင်းပေါက်ကနေအထဲအထိတိုးဝင်လာလို့နေပါဖြစ်နေပါပြီကားတွေက driver ကတော့တည်ငြိမ်စွာနဲ့ပဲကားကိုဆက်မောင်းနေပြီခရီးတွေကလည်းအေးအေးဆေးဆေးပဲဖုန်းထုတ်ပြီးတော့မှဗီဒီယိုရိုက်ကလူမှုကွန်ရက်ပေါ်တင်နေပါတယ်ရှင်းရန်ရဲ့လမ်းမကြီးတွေပေါ်မှာအားလက်ရက်အပန်းဖြေဖို့ရောက်လာတဲ့နတ်ဖျားလူမျိုးတွေကိုတွေ့နိုင်ပါတယ်မျက်မှန်အုပ်ကြီးတက်ရေကူးကွင်းကြီးနဲ့အပြင်ထွက်ပြီးတော့မှမျောပါနေတာဟာတကယ်ကိုစိတ်အပန်းပြေစရာပါပဲရေရှိတဲ့နေရာမြင်ရင်ခြေလမ်းမရွေ့နိုင်တော့တဲ့ငါးများဝါသနာဦးတွေလည်းရှိပါတယ်မိုးရေထဲမှာပဲစိတ်လှုပ်ရှားစွာနဲ့ငါးများတန်ကိုလွှဲနေကြပါတယ်ငါတော့မမိပဲကားလိုင်စင်ပြားတွေတော့အများကြီးဆယ်မိလာပါတယ်ခွင့်ယူပြီးတော့မှအိမ်မှာနားနေတဲ့ကြံစူကြံ့ကြံနဲ့ရှန်ဟိုင်းကအင်တာနက်အသုံးပြုသူတွေကတော့ရိတ်ခါတွေစားသုံးနေကြချိန်မှာဘာမှကြိုတင်ပြင်ဆင်မှုမရှိပဲရှမ်းရံကအင်တာနက်အသုံးပြုသူတွေကတော့ရေကြီးတာကိုပဲစောင့်ကြည့်နေရပါတယ်ဒီမုန်တိုင်းကတော့တကယ်ကိုအကွက်ဆုံးလာပါတယ်အရှိကိုအော်ပြီးအနောက်ကိုတိုက်တဲ့နီးပြူဟာကိုကောင်းကောင်းတက်မြောက်ထားပုံပါပဲကျန်စုကြံ့ကြံနဲ့ရှန်ဟိုင်းဖက်ကိုဝင်မလိုလိုနဲ့အမှန်တော့လမ်းလဲပြီးအရှိမြောက်ပိုင်းကိုသုံးပြည်နယ်ဘက်ကိုခိုးဝင်သွားခဲ့တာဖြစ်ပါတယ်ဒါကတော့တရုတ်ဘက်ကလူမှုကွန်ရက်ကဗီဒီယိုတစ်ခုကိုတွေ့ပြီးတော့မှဘာသာပြန်တင်ဆက်ပေးလိုက်တာဖြစ်ပါတယ်ရှင်နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်နော်